မြတ်စွာဘုရားရှင်က storytelling မှာနံပါတ်1ပဲဘုရားတက်ပို့ပြီးတော့ storytelling ကျွမ်းကျင်တဲ့သူမရှိစကားပြောတဲ့နေရာမှာ storytelling အတတ်ပညာသိထရောက်တာလူတွေကိုနှလုံးသားကိုကိုင်းလှုပ်လိုက်တယ်လို့အိဗရာဟင်လင်ကွန်းကအဲ့ဒီတိုင်းပဲဥဆောင်သွားတာအိဗရာဟင်လင်ကွန်းရဲ့သမိုင်းအထုပ္ပတ္တိသာကိုပြီးတော့ e-book ပို့ပြီးမယ်ဖတ်ကြည့်လိုက်အိဗရာဟင်လင်ကွန်းကတိုင်းပြည်ကိုဘယ်လိုဥဆောင်သွားတာလဲအဲ့ဒါဆိုတော့ရတ္တမြောက်အောင်ဥဆောင်သွားတာတပည့်တော်တို့တိုင်းပြည်ဟိုတော့တိုင်းပြည်ကိုချစ်တတ်အောင်ရတ္တမြောက်အောင်တရှင်းတွေလည်းဆိုခဲ့တဲ့စာတွေလည်းရေးခဲ့ကြတယ်အခုနောက်ပိုင်းကျဒါတွေထွက်မလာတော့အဲ့ဒါပဲဖြစ်သွားတယ်အခုနောက်ပိုင်း motivation ဆိုတဲ့ຢာတွေခေတ်စားလာတယ်ဟိုလူရဲ့ရေးလဲ motivation ဒီလူရဲ့ရေးလဲ motivation တိုးတိုးထွားထွားလေးတွေပဲမှတ်ပြပါရှင်နဲ့ရောက်တော့အောင်ထိထိမိမိနေသွားတယ်ဒါကြတဲ့တိုင်းပြည်ကိုချစ်တတ်ရှိတ်တက္ကသိုလ်ဘုံနိုင်ငံအမေရိကန်နိုင်ငံကိုသွားပြီးကြောင်းတက်တာဟုတ်ဗျကြောင်းတက်တဲ့အခါကျတော့မင်းတို့နိုင်ငံကတဲ့တရှင်းတွေရေးရင်ကြပြတွေဆက်ရင်တောကြောင်တောင်ချောင်းကြီးကြီးပဲတဲ့မြစ်တွေချောင်းတွေချောင်းကြီးတဲ့ဘာဖြစ်လို့အဲ့လိုတွေရေးထားတာတော့ဆရာကြီးကနိုင်ငံကိုချစ်တတ်အောင်လို့ပြန်ပြောခဲ့တယ်ကောင်းလိုက်တာနော်နိုင်ငံကိုချစ်တတ်အောင်ဒီနိုင်ငံအလှတရားကိုမြင်အောင်ဖော်ကျူတာလေအလှတရားကိုဖော်ကျူတဲ့အခါနိုင်ငံကိုချစ်တတ်မသွားဘူးလားချစ်တတ်ရင်မဖြစ်သေးဘူးဗျဒီလိုနိုင်ငံကနိုင်ငံကိုချစ်တတ်အောင်မသင်ခဲ့လို့အခုနိုင်ငံကိုဖျက်လို့သီးလုပ်နေတဲ့လူတွေများသွားဆရာကြီးညို့မှငိမ့်လေစစ်ကြီးဖြစ်တော့မယ်ဒုတိယကမ္ဘာစစ်ကြီးကနေတတိယကမ္ဘာစစ်ကြီးဖြစ်တော့မယ်ဆိုတော့ငိမ့်ချမ်းရေးတစ်ရှင်းရေးတာငိမ့်ချမ်းရေးဒီပြရေးစက်တို့ပင်တိတ်ကောင်းတော့မမအေးဆိုထားတာဒီလိုနိုင်ငံပညာရှင်ကိုတန်ဖိုးမထားတော့ဆရာမျိုးမကြီးအုပ်တဲ့ကာကြီးအောင်ခေါင်းဝင်ထုတ်ပြီးသေးသွားတာသူဆိုင်လို့သေးသွားတာဆရာမျိုးမကြီးအဲ့လူချင်းလူကောင်းတစ်ချင်းသူစုမရဘူးနော်လူချင်းလူကောင်းလေးတွေဖြစ်အောင်မြေတောင်မြောက်ခမ်းပင့်တင်နိုင်ငံကိုချစ်တဲ့အောင်ခင်တဲ့အောင်ဘာလုပ်အောင်မလဲဆိုတဲ့ဟာကိုတရှင်းထဲမှာအကုန်ပြောသွားတာတရှင်းထဲမှာအကုန်ပြောသွားတာလူချင်းလူကောင်းတစ်ချင်းရှင်တို့ဆရာနားထောင်ကြည့်တိတ်ကောင်းတာတိတ်ရတာရှိတယ်ရတ္တမြောက်အောင်ရေးထားတာတိုင်းပြည်ဘာလုပ်အောင်မလဲဆိုတော့လမ်းညွှန်ချက်တွေကုန်ပါတယ်အဲ့လိုမျိုးပညာရှင်ကိုရိုးရိုးနိုင်ငံတန်ဖိုးထားအကောင်းမှမသိတဲ့နိုင်ငံပညာရှင်တွေမပြောမွေ့တဲ့နိုင်ငံဖြစ်တယ်ဒါကြောင့်ပညာရှင်တွေမပြောမွေ့တော့လူမိုက်တွေတောင်းကျမ်းတာပေါ့ဗျာဒါပါပဲဗျပညာရှင်တွေမပြောမွေ့ရင်ဘာဖြစ်တော့ဗျာလူမိုက်တွေတောင်းကျမ်းတာပေါ့ဒါကြောင့်ပညာရှင်တွေပြောမွေ့ရမယ်ပညာရှင်တယောက်လို့ဖွံ့ဖြိုးတိုးတက်လာတဲ့လူသားနောင်မေတွေရှိတယ်တပည့်လက်သားတွေရှိရင်တေချာမွေးတာဗျပုံမွေးသလိုမွေးရတယ်ဆိုတာတေချာယူဆိုင်တက်ဖို့လိုတယ်မဟုတ်ရင်ကျွန်တော်တောတိုင်းမှာစံတကူမရှိသလိုတောင်တိုင်းမှာဗာသမားမရှိသလိုအရက်တိုင်းမှာပညာရှိမရှိနိုင်ဘူးအဲ့ဒါကြောင့်ပြောလို့ပညာရှိကိုတမိုးထားဖို့လိုလားမလိုဘူးလားလိုတယ်ဗျအဲ့ဒါရေးပါတယ်အဲ့ဒါပြောလို့နိုင်ငံမှာအဲ့လိုရတ္တမြောက်အောင်ရေးနိုင်ပြောနိုင်ဟောနိုင်သင်ကြားနိုင်ခဲ့တဲ့ပုံကိုယ်တွေကနေရာမရခဲ့သူတို့ဘုသူတ္တကြတော့လေ6တိ6ချက်ပါဒီနိုင်ငံကဘုသူတ္တ6တိ6ချက်ပါမဆိုးသလောက်လေးတွေရှောက်ပြီးတော့အဖြစ်လေးတွေတင်လာကြတာအဲ့ဒါရွေးလို့နိုင်ငံကလွတ်လပ်ရပြီးဘုတ်ရည်နောက်ဆုပ်ဘုတ်ရည်နောက်ဆုပ်စုပ်လိုက်လိုက်တဲ့အခုကျတော့စုပ်ရင်မကောင်းဘူးဆုံးရောလမ်းမှာဆုံးရောတိုင်းပြည်ကရှင်ပြတို့တပည့်တော်တို့အတော်အခွင့်အရေးကောင်းတဲ့ဘုန်းကြီးတွေနော်တိုင်းပြည်အစုပ်ကြီးပြန်ရမှာဗျအဲ့တော့တိုင်းပြည်ကိုရှင်ပြတို့ဖယ်ထားလိုက်အောင်ကိုရွာကိုဝင်းရင်ကိုနဲ့အနီးဆက်ဆုံးလူတွေကိုရှင်ရတို့ပြင်နိုင်ရင်တာဝန်ကြီးတယ်အဲ့တိုင်းပဲပြင်သွားကြမှာဟုတ်လားသို့တော်ရှင်ပြတို့သိထားမှာတိုင်းပြည်ကအစုပ်ကြီးဟာလို့သိရအကောင်ကြီးဆိုရင်တော့ဇိမ်ခန်းနေလို့ရတာပါဗျာအစုပ်ကြီးဆိုတော့အမြဲတမ်းဟာဘေးမြန်ပေါက်မလားဟာမာရကမြန်ခွေးသွားမလားဟာချင်းချိုးမြန်ပြတ်မလားဟာနဲ့အမြဲတမ်းပါလို့တတိထားပြီးတော့စပင်းတစီစီးနေရတယ်လို့ပေါ့အဲ့ဒါမျိုးအမြဲတမ်းတတိထားပြီးတော့တတိဝိရိယနဲ့ပြီးတော့လမ်းကြောင်းကိုရှောက်နေရမှာဖြစ်ပါတယ်။ကံဟုတ်ပြီဗျာ။ဒါတော့ရတ္တသုဒ္ဓရှင်ပြတို့မြင်ပြီထင်ပါတယ်ဗျာနော်။ကျမ်းဆိုရင်လည်းကျမ်းတိုက်ဆိုရင်လည်းတိုက်ဟေ့မုန်းဆိုရင်အဲ့လူကိုအသက်ပေါအောင်မုန်းတာမျိုးပေါ့။ဒီဘရက်ကိုမုန်းပြီဆိုရင်အသက်ပေါအောင်မုန်းတာ။ဒီလိုမျိုးပေါ့။အဲ့ဒါတွေကရတ္တတွေပဲ။ရတ္တတွေဆရာကြီးရှိအောင်ဓမ္မပဒသိရတ္တမြောက်တာရတ္တမြောက်အောင်ရေးထားတာ။မလေးကြီးအစစ်မြင့်ဗုဒ္ဓဘာသာဝင်အမျိုးသမီးများကောင်းလိုက်တာရတ္တမြောက်လိုက်တာ။ဟာဒီမျိုးသမီးတွေရောက်တော်သလားစိတ်ထားတော့မြတ်တလားလို့ဖះဟောတွေကိုလေ promotion လုပ်ပေးနိုင်တယ်အစင်းမြင့်ဗုဒ္ဓဘာသာဝင်မျိုးသမီးများဆိုတဲ့စာအုပ်ရှေးသူကအကျော်ရရဗုဒ္ဓသမီးတော်များသူက version တစ်မျိုးဒီဝိသကာတို့အကြောင်းရေးတာတွေပဲဒါပေမဲ့ရှေးဥဒုကရေးတဲ့ရှုထောင့်ကတကူဓမ္မလေးညရေးတဲ့ရှုထောင့်ကတကူကောင်းလိုက်တာရှင်မြစာအုပ်စာနဲ့တူအောင်ဖတ်တဲ့ရတယ်အနှစ်ပေါက်အောင်ဖတ်ရတယ်အဲ့ဒီကြောင့်မှစာအုပ်ဆွဲသွားတာစာအုပ်ဆွဲပြီဆိုရင်တော့ရှင်မြတို့စာပေမဖတ်ပါနဲ့လို့ပြောမရတော့ဒီကနေကိုပြင်ဦးလည်သွားတာရင်းလည်းတော့လမ်းမှာမြင်တာထင်တဲ့အချိန်ဖတ်သွားတာအရှတန်ဖို့ဆိုတဲ့သားကိုရှင်များတို့ leadership ပိုင်းကြပြီးပို့ချတော့ဗုဒ္ဓနိကျ management ပညာကိုပြောမယ်နည်းနည်းလေးတော့မြင်တယ်ဒါပေမဲ့ရှင်များတို့ line လမ်းမိတော့ပြီးတော့ပြောမယ်ဒီနေ့ခေတ်တိုင်းကမ္ဘာမှာ management ပညာရက20ခုရှိအဲ့ဒီကဗုဒ္ဓနိကျ management ပညာဘယ်လောက်ထိ upgrade ဖြစ်တယ်လဲဘယ်လောက်ထိအဆင့်မြင့်တယ်လဲ
ရိုမလိုက်မမီလောက်အောင်ကောင်းတယ်ဆိုတဲ့ဟာမျိုးတွေပြောပို့ချအဲစာအုပ်တွေပြောအများကြီးဖတ်တာကျဲသွားတဲ့ဖတ်တာတွေကစာမျက်နှာ100ကျော်ရန်ကုန်ကနေမန္တလေးရောက်တဲ့စာမျက်နှာ100ကျော်ပြီးတယ်ဒါစာအလေးနော်သုဒ္ဓစာနော်ရတ္တစာဆိုရင်ရှင်များအများကြီးသွားပြီဒါမှတ်လိုက်ဖတ်လိုက်မှတ်လိုက်ဖတ်လိုက်နေကိုဒီလိုသွားတယ်အားရဆိုရင်အားရနဲ့တပည့်တော်အနည်းဆုံးမှာစာအုပ်ကိုတပည့်တော်သွားတဲ့နေ့မှာအများဆုံးစာအုပ်ပါ tablet ထဲမှာပါတဲ့ဟာတက်ဒီတော့ manual ဘက်ကိုအများနဲ့ကြိုက်ထားတယ်အဲအကြောင်းအားရနဲ့ဘက်စာအုပ်လေးကောက်ဖတ်လိုက်တယ်ဒီတော့မှာစာပတ်ရှင်ကြီးအများကြီးရပါဒါကြောင့်ရှင်များတို့ပြောတယ်နေ့ကိုအနည်းဆုံးစာမျက်နှာ90မဖြစ်မနေဖတ်ပါ7မျက်နှာနေစလေ့ကျင့်ပါဗျ7မျက်နှာနေစလေ့ကျင့်နောက်တော့ရှင်များစာမျက်နှာအနည်းဆုံးတစ်နေ့ကို90လောက်ဖတ်ကိုဖတ်အောင်အဲ့ဒီကြမှာရှင်များတို့ခီးရောက်သွားတယ်ဟိုနေ့ကလည်းကောင်းတန်းပြတဲ့ဘုန်းကြီးတွေပြောတာဟာကောင်းတန်းပြတဲ့ဘုန်းကြီးတို့ဖတ်ပြစာအုပ်တွေပြောညှိုးငယ်ဒီစာအုပ်တွေဖတ်အဲ့ဒါတွေမနိုင်မဲ့ရှင်များတို့ကောင်းတန်းပြတာအရင်များတယ်ကောင်းတန်းပြတယ်ဆိုတာစာနဲ့ပြမှာဟုတ်ဗျအတွေ့အကြုံနဲ့ပြလို့ရပါမလားအတွေ့အကြုံတောင်းရောက်မြောက်အတွေ့အကြုံတွေပါမနေနိုင်ဘူးလားပါတယ်နော်စာမလွယ်ဘူးရတ္တသဗ္ဗေ fishing book လို့ခေါ်တယ်ဗျသုဒ္ဓသဗ္ဗေ non fishing ပေါ့အဲ့တော့ရတ္တသဗ္ဗေကရှင်များတို့ခုပြောပြီးရတ္တကုံမျိုးစိတ်ရခံစားချက်တွေကိုထိထိမိရှိအောင်ဖော်ပြရေးသားနိုင်တဲ့စာပေတွေကရတ္တသဗ္ဗေသုဒ္ဓသဗ္ဗေကတော့မှတ်သားတဲ့အချက်လက်တွေအကြောင်းအရာတွေကိုရေးထိုးထားတာမှတ်တမ်းနေထားတာဟာသုဒ္ဓသဗ္ဗေပဲတို့တော့ရှင်များတို့တပည့်တော်ပြောတဲ့အခါရတ္တမြောက်အောင်ပြောရတယ်ပြောတော်လည်းပဲတပည့်တော်ကသုဒ္ဓအချက်လက်တွေမပြောရဘူးလားဗျာဒါကြောင့်ဆရာလုံးမယ်ဆိုရင်တော့သုဒ္ဓသဗ္ဗေကမဖြစ်မနေဖတ်အဲ့ဒီကျမှဘုသုဒ္ဓတွေပြည့်ပြီဆိုမှလုံနိုင်တာဗျရတ္တနဲ့ကိုယ်ခံစားချက်တွေရေလျှောက်ပြောနေလို့မရတို့တော့အဲ့ဒီပြင်းစရာကောင်းတဲ့ပညာရေးတွေကိုပြင်းစရာမကောင်းအောင်သင်နိုင်ပါဆရာ There are no dull subject ပြင်းညီငွေပဲပါတယ်ဆိုတာမရှိပါဘူးတဲ့ dull teacher ပြင်းအောင်သင်တဲ့ဆရာပဲရှိပါပြင်းညီငွေပဲဘာသာရဲ့ဆိုတာမရှိဘူးပြင်းအောင်သင်တဲ့သူပဲရှိတယ်ဟုတ်လားဘလောက်ကောင်းတဲ့ပညာရေးနေဘလောက်ကောင်းတဲ့တရားနေမဟောတဲ့ရင်ပြင်းစရာကြီးအာဒီဝိသောပမသုတ်တံဟောတယ်ပြင်းစရာမကောင်းအောင်ဟောတဲ့ပုဂ္ဂိုလ်ကြတော့ဟာဒီဓာတ်တွေအကြောင်းဟောတာခန္ဓာယနာတွေအကြောင်းပြောတာလေမင်းတို့ဆရာတော်ဘုရားကြီးတို့ဟောထားတာဒီတော့ငယ်ငယ်လေးနဲ့နားလို့မဟုတ်ရသပေါအနှစ်ပေါဟောတာဟုတ်ဗျအနှစ်ပေါဟောတာအပေါ်ရန်လေးဟောတာမဟုတ်ဇတ်တော်ကြီးတွေဟောအနှစ်ပေါဟောတာဘလောက်ရှည်ရှည်ဗျာနားလို့မဟုတ်ဒါကြောင့်ပြင်းရင်ငွေပဲပါတဲ့ဆိုတာမရှိဘူးပြင်းအောင်တင်တဲ့ဆရာပဲရှိတယ်အဲဒီပြောတို့ကလေးတွေတင်တဲ့သူတွေပြင်းနေပြီဆိုတော့ဒီပြောတို့ညံ့လို့တင်တဲ့သူညံ့လို့ယောဂီတွေပြင်းနေပြီဆိုရင်တရားနာပရိသတ်ပြင်းနေပြီဆိုဟောတဲ့သူညံ့လို့ခြောက်နေတဲ့ဟာကိုစိုးအောင်လောင်းပြီးဟောရတယ်ကျေးဇူးရှင်မိုးကုတ်ဆရာတော်ဘုရားကြီးတို့ပြိဿသုံးဘက်တရား6ကြီးတွေအဘိဓမ္မာတွေတရား6ကြီးတွေတရားအ6တွေလားဆိုရလားဗျဘာမှအလှအပအစင်သားတွေပါဘူးနော်သို့သောအဲ့ဓာတွေကိုစိုးစိုးပြည့်ပြည့်ဖြစ်အောင်ဟောနိုင်တာဘဝထဲရောက်အောင်ဟောနိုင်တာအလုပ်ထဲရောက်အောင်ဟောနိုင်တာအဲ့ဒါရတ္တမြောက်တယ်ဆိုအဲ့ဒါပြောတာရတ္တကုံမြောက်မှလူတွေကိုရောက်သွားတာဗျရင်ထဲကိုရောက်သွားတယ်ဆွဲသွားတော့တာဗျနော်အဲ့ဒါလေးကိုရှင်များတို့ဒီလိုသတိပြုစရာအချက်ရှိပါကလေးစိတ်ပညာလည်းပြောထားတယ်ဗျစိတ်ပညာဝါနာပါတဲ့သူသင်ကြားရေးမှာကလေးတွေကိုသင်တဲ့နေရာမှာတဲ့အကြောင်းအရာအချက်လက်တွေအများကြီးမသင်ပါနဲ့ရတ္တပေါအောင်သင်ပါတဲ့ရတ္တမြောက်အောင်သင်ပါစာနေနိုင်တယ်မြနေရစိတ်ထဲရောင်းနိုင်တယ်မြရောက်ပြောစရာကောင်းအောင်သင်ရအချက်လက်တွေများရဲ့အကသုံလာပြင်းနေတော့ကြဘုရားဘွားတဲ့နေမြတ်ပန်းသက်ကလေးမှာကြောက်သက်ရှိတော်မင်းစာမျက်နှာအကြောင်း20လောက်ကျဲတတန်းလက်တာတင်နေတန်းလက်တာသေရောရှင်မြတ်တူတူလေးဘိုးတို့ကိုတူတူလေးလို့ဖြည်းဖြည်းချင်းနောက်ကျမှတန်းလေးကြည့်လာမှနည်းနည်းရှိတခါလာလိုက်တာပဲဒီလိုရာဘူးတဲ့ဟာတွေကြီးသင်နေမကောင်းဘူးလားကောင်းတယ်တို့တော့စာတွေရှင်းနေတယ်ရှင်းနေတဲ့ကသူတို့ရင်းနဲ့မရောက်ဘူးမဆွဲနိုင်ဘူးနောက်ဒါကြောင့်ဆရာကလိမ္မာပန်းတဖို့လို့တယ်အကင်းပါဆရာအကင်းမထူအောင် There are no dull subject they are only dull teacher ပြင်းကြီးကပဲပါလဲဆိုတာမရှိပါဘူးပြင်းအောင်သင်တဲ့ဆရာပဲရှိပါတယ်နော်ရှင်များတို့ပြင်းအောင်တော့မဟောကြမသင်ညာတယ်ဗျနော်ဘယ်ဘာသာရဲ့လာရှင်များတို့ပသက်ထဲရောက်ရင်ပြောသွားရမယ်ညံလျှောက်သွားတယ်မှာဟာသညံဆိုရွှန်းသွားရမယ်မြူးသွားရမယ်အတစ်ဖြစ်သွားအဲ့လိုဟောနိုင်ပါအဲ့ပညာရှင်ဟာဟောပြောကောင်းတယ်ဆိုတာဖြစ်သွားခုရှင်များတို့ဒီလိုစာလေးနှစ်ကြောင်းကိုပဲပြောနေတာနိုင်ဝက်ရှိသွားဘလောက်ပဲအလုံးများပါစေစာဖတ်ဖို့အချိန်ပေးပါဒါမှမဟုတ်ရင်တော့ဘုဒ္ဓဆင်းရဲခြင်းကြောင့်ကြာရှုံးသွားလိမ့်မယ် No matter how busy you may think you are must find time for reading or surrender yourself to self-choice ignorance ဆိုတာအဝိဇ္ဇာကိုပြောတော့ပါ Confucius ကပြောခဲ့တဲ့စကားရုပ်ပညာရှင် Confucius ရဲ့စကားပါဘယ်လောက်ပဲအလုံးများပါသည်စာဖတ်ဖို့အချိန်ပေးပါဒါမှမဟုတ်ရင်တော့ဘုဒ္ဓဆင်းရဲမှုကြောင့်ကြာရှုံးလိမ့်မယ်မြတ်စွာဘုရားရှင်လည်းဒီစကားကိုပြောတယ်ဘာဟုသစ္စင်စာသိပ္ပင်စာပြောဦးလားဗျာဘုဒ္ဓရာကြမြင်များမယ်အလိုများတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ပြောတယ်အရှင်ဘုရားတို့ခုဒီလိုဟိုနေနဲ့ရှောက်တယ်နော်အချိန်တော့ဒီလိုအများကြီးပြည့်ပြောင်းလဲပြီလို့မရ
အဲ့ဒီအချိန်လေးကနေစာရအောင်မဖတ်နိုင်ဘူးဆိုရင်ရှင်များတို့အကြောင်းပြချက်များနေတာရတဲ့ချိန်ရအောင်ဖတ်ညအဲ့ကနေချိန်ဖတ်လို့မရဘူးလားဗျရပါတယ်တပည့်တော်တို့ကအကြောင်းပြချက်တွေများနေပါလေဘလောက်ပဲအလုံးများပါစေရှင်များတို့ပရိဒတ်တွေလှုပ်လို့အောင်မြင်လာရင်တရားဟောဓမ္မဂရိကကြီးအောင်မြင်လာရင်ကြီးကျယ်လာရင်အဲ့တွေ့ရတာရောအဲ့ခံရတာရောအလုပ်တွေစီမံကုတ်ကဲရတာရောဟောရေးပြောရေးအာယုံဆိုင်ရတာရောဖတ်ချိန်တောင်ရှိမှာမဟုတ်အခုတောင်မဖတ်နိုင်ဘူးဆိုရင်အခုရှင်များတို့ဘာမှအလုံးရှုပ်သေးတဲ့ဘုန်းကြီးတွေဒီတိုင်းလေးအပြင်းပြေလိုက်ပြီးသင်တန်းတက်နေရဒီစိတ်မရှိသေးတယ်လေဟုတ်တယ်နော်အပြင်းပြေတက်နေရတာဟုတ်တယ်မလားအဲ့ဒီအချိန်တွေလောက်မှတော့မဖတ်နိုင်ဘူးဆိုအလုပ်ဥဆောင်ပြီးလုပ်ရတဲ့အချိန်တွေဆိုရှင်များတို့သားဖို့အနမ်းတော်ကန်နိုင်မှာမဟုတ်တော့နော်ဒါကြောင့်ရအောင်ဖတ်အချိန်ယူပြီးတော့ရအောင်ဖတ်ကြပါဗျာကြံပြုလို့ပါတယ် Not all readers are leaders but all leaders are readers စာဖတ်တဲ့သူတိုင်းကခေါင်းဆောင်ဖြစ်လာတော့မဟုတ်ဘူးတဲ့ဒါပေမဲ့ခေါင်းဆောင်တိုင်းကတော့စာဖတ်တဲ့သူတွေကြီးတယ်ခေါင်းဆောင်တိုင်းကတော့စာဖတ်တဲ့သူတွေကြီးတယ်စာဖတ်ပဲနဲ့တော့ရှင်ပြတို့ခေါင်းဆောင်နိုင်လိမ့်မယ်ထင်းကိုထင်းတယ်ဒီတော့ပြောတယ်နော်နှုတ်ကောင်းတော့ပြည်စိုးလက်ကောင်းတော့ကျွံမျိုးဘလောက်တက်ပညာတွေတက်တဲ့ရှင်ပြဆရာကြီးလို့မလွယ်ဘူးနှုတ်ကောင်းဖို့လို့လေနှုတ်မကောင်းတဲ့သူဆိုရင်ဘလောက်ပဲလှုပ်ဆောင်ချက်ကောင်းကောင်းအပြောမတက်တော့ဆဲတယ်လို့အထိုင်မတက်တော့ဖြဲတယ်လို့ဆိုလိုမျိုးဖြစ်တယ်ဒါကြောင့်ဟာငါစေနာနဲ့ပြောတော့ကွာငါစကားကောင်းပြောဒီကောင်ကြီးကငါရွဲ့တယ်ထင်နေရတယ်မဟုတ်ဘူးရှင်များတို့ဒါအပြောမတက်လို့ဖြစ်ဒါကြောင့်အပြောတက်ဖို့လိုတယ်စာဖတ်တဲ့သူတိုင်းကခေါင်းဆောင်ဖြစ်မလာကြပေမဲ့ခေါင်းဆောင်တိုင်းကတော့စာဖတ်ကြသူတွေပါတဲ့အမေရိကန်သမ္မတကြီးဟင်ရီထရူမန်အမေရိကန်ကမွဲသွားလိုက်တာဘန်ကလပ်ဖြစ်သွားတယ်နိုင်ငံလုံးဒီချိန်မှာတက်လာတဲ့ဟင်ရီထရူမန်အောက်ပိုင်းမတန်ဘူးဝီချဲနဲ့နေရတာသူသမ္မတသက်တမ်းတစ်လျှောက်လုံးဝီချဲနဲ့နေရဒေါခိတာကြီးဒီကနေ့ခေတ်အမေရိကန်ကိုစူပါပါဝါစီးပွားရေးစီအင်အားပြအောင်သူလုပ်တာဟင်ရီထရူမန်လုပ်သွားတာတိတ်တော်တဲ့သမ္မတကြီးပေါ့ဗျာနော်အတန်ဆွမ်းကြီးမဟုတ်ဘူးဗျာမတန်မဆွမ်းကြီးဗျာဒါပေမဲ့မတန်ပေမဲ့ဆွမ်းနေဆိုမတန်ဆွမ်းသွားဒါမျိုးပြောမတန်ပေမဲ့ဆွမ်းနေဟင်ရီထရူမန်နော်အမေရိကန်နိုင်ငံကိုစီးပွားရေးနိုင်ငံကြီးဖြစ်အောင်အဘဘကအင်အားကြီးနိုင်ငံကြီးဖြစ်အောင်လုပ်ပေးခဲ့တဲ့သမ္မတကြီးဟင်ရီထရူမန်ဆိုတာဒါသူပြောခဲ့တဲ့စကားဒေါ်နယ်ထရန့်ကတော့သမ္မတနယ်ဆင်ရဲ့နိုင်ငံရေးစနစ်နောက်ကိုလိုက်နေသမ္မတနယ်ဆင်ကဘာနိုင်ငံရေးစနစ်ကျင့်သုံးခဲ့လဲဆိုအယူကွက်နင်းတာအခုဒေါ်နယ်ထရန့်ရဲ့နိုင်ငံရေးစနစ်ကအယူကွက်နင်းတာပဲအယူဆိုတော့သူပြောချင်ပြောတာလေဒါပေမဲ့ပြောချင်ပြောသူကအင်အားကြီးတာဟုတ်ဗျဟာမင်းငါ125ရာခိုင်နှုန်းအခွန်တိုးကောက်လိုက်ပဲတရုတ်ကိုပြောတယ်မရဘူး250ရာခိုင်နှုန်းတိုးကောက်မယ်ချတာပဲသူကောက်ချင်ကောက်တာဒါပေမဲ့မင်း3လတော့ချိန်ပေးဦးမယ်နောက်ရက်ကျတော့ပြောင်းသွားပြန်မင်းတို့နိုင်ငံကြီးငါသိမ့်လိုက်မှာတော့ဒိမတ်တို့သူကပြောတာ Greenland ကျွေးငါယူတော့မှာပနာမာတို့မျိုးကြီးငါသိမ့်တော့မှာတက်လက်လာချင်းအဲ့ဒီကားနဲ့တောက်ချောင်းနေတိုင်းပြောတယ်အဲ့ဒါနဲ့ဒိမတ်ကနေသူလိုချင်တဲ့ဟာတွေအပေးယူနေညှိလဲအဲ့ဒါဘောမကြောက်တော့ငါပြောတာကဟိုလိုပါကွာနေထားအယူကွက်နေတာသူ့ကိုဘယ်သူမှမှန်းလို့မရကဘာမှအဲ့ဒါတမ်တာနယ်စင်ကျင်းခဲ့တဲ့နိုင်ငံရေးကစားကွက်ပဲအခုဒေါ်နယ်ထရန့်အဲ့တိုင်းသွားအောင်မြင်မအောင်မြင်အမေရိကန်ခွဲပြစ်မှာအဲ့ကြောင့်ဒီလိုအခုပညာရေးရပြိုင်းနေတဲ့နိုင်ငံတွေနှစ်ခုရှိတယ်အမေရိကန်နဲ့တရုတ်ဥရောပတော့အိမ်ပြည့်ပါအမေရိကန်နဲ့တရုတ်နဲ့ဘယ်သူကပညာသားမလဲလို့တို့ကြည့်ရပညာသားတဲ့သူရဲ့ဆရာကြီးဖြစ်မှာတရုတ်ကို HMA သေးကွက်ကိုဘုံဘုံလဲအောင်ချထည့်တာဒါပေမဲ့တရုတ်ကအဲ့ဒါကိုကြိုးမြင်ထားတယ် HMA သေးကွက်ပျက်စီးတော့မယ်ဆိုတာမြင်တယ်သူကနီးပညာဘက်ကိုသွားတယ်အဲ့နီးပညာဘက်ကနေဆရာလို့လာနိုင်တော့တရုတ်ကကဘာကိုပြန်ပြီးဥဆောင်လာလိုက်တယ်မဟုတ်ရင်တော့တရုတ်ပြုတ်သွားလိမ့်မယ်ဒါပေမဲ့အခုတရုတ်ကနိုင်ငံရေးမငြိမ်ဖြစ်နိုင်ငံရေးမငြိမ်ဖြစ်ဒါလည်းအမေရိကန်ရဲ့စနစ်မကင်းတော့ထားတော့ပြီးတော့ကြည်ကောင်းနေတယ်နော်ပညာပြိုင်တဲ့နှစ်နိုင်ငံစစ်ပြိုင်နေတဲ့နှစ်နိုင်ငံယူကရိန်းနဲ့ရုရှားဒီလိုကဘာမှရှိနေတဲ့အခင်းချင်းတွေပြီးတော့တရင်နေတိုင်းကြည့်တယ်ဆိုတော့ပြီးတော့အခင်းချင်းတွေကြည့်ယူကရိန်းနဲ့ရုရှားစစ်ပြိုင်နေအဲစစ်ပြိုင်ရင်ဘယ်ကနီးပညာနိုင်မလဲအဲ့ဒါကိုဥရောပမှာပါတယ်ယူကရိန်းရဲ့နောက်ကလက်တဲ့သန်းနေတာတော့အစ္စရေးပဲတကဘာလုံးသူချကျင်တဲ့နေရာသူမကြိုက်တဲ့နိုင်ငံသွားချနေတာသူ့လည်းဘယ်သူမှပြောနိုင်ဘူးတကဘာလုံးကဘောပေါက်နေရဆိုတော့လေခင်းချင်းကြီးကအရှင်မြတ်ကြည့်လို့ကောင်းနေတာအခုတော့လေကဘာကြီးကအဲ့ဒါတွေပြောလို့ပညာပြိုင်တဲ့နှစ်နိုင်ငံကနေပညာယူတဲ့ရင်မြန်မာပြည်ကြီးက diplomacy ကိုကျွမ်းကျင်ရင် geopolitical ကျွမ်းကျင်ရင်ပြောလို့မြန်မာပြည်ကရေးချရေးခဏရတာနဲ့ခဏလေးနဲ့တက်သွားမယ်ဒါပေမဲ့ geopolitical ကစားကွက်မှာနားမလည်ဘူးဆိုရင်တော့တရားအောင်တာပြင် geopolitical economy မှာမျောသွားမယ်ဟိုတုန်းကကမ္ဘာနိုင်ငံတွေကပထဝီဝင်ကျွမ်းကျင်တဲ့နိုင်ငံတွေကရှေ့ရောက်လာကြဒါကြောင့်အင်္ဂလန်ဟာကမ္ဘာနိုင်ငံပေါင်း100ကျော်လောက်ကိုကိုလိုနီချက်နိုင်အခုကျတော့ geopolitical ပထဝီနိုင်ငံရေးဆိုပြီးဖြစ်လာအဲ့ဒီကနေပြီးတော့နောက်တစ်ဆင့်မြန် geopolitical economy အခုအမေရိကန်နဲ့တရုတ်နဲ့ကစားနေတာ geopolitical economy ဖြစ်သွားတယ်ပထဝီစီးပွားရေးပါတဲ့နိုင်ငံရေးစနစ်တစ်ခုပေါ့အဲ့ဒါတော့ဒီလိုအခင်းချင်းကြီးကအများကြီး
အဲ့မှာသူတို့ပညာပြန်ရသူတို့စင်မတိုက်ပါဘူးအမေရိကန်နဲ့တရုတ်ဘယ်တော့မှစင်မဖြစ်တေးကြတယ်မဖြစ်ဘူးပညာပြန်ရလိုက်မယ်ဒါကြံတဲ့အခင်းချင်းတွေရတာတင်မော်ကြီးမောင်းပြလေးကြီးပြန်ပြသတာအင်အားပြတာငါတို့လည်းမညံဘူးဆိုတာပြသူတို့ပညာပြန်မှာသူလူလေတွေနိုင်ငံအနာမခံကြဘူးဒါပေမဲ့ဒါသတိကြည့်တယ်ဟိုဘက်ကမာယန်တဲ့နိုင်ငံတွေကြမ်းတဲ့နိုင်ငံတွေရုရှားနဲ့ယူကရိန်းကိုချနေကြဒါပေမဲ့သူတို့ကလက်နက်ပြိုင်နေတာအဲ့ဒါလက်ရှိကမ္ဘာမှာရှင်းနေတဲ့အခင်းချင်းအဲ့တော့ပြီးတော့ပညာပြိုင်တဲ့နိုင်ငံတွေကနေပြီးတော့ပညာတွေရနိုင်တယ်စာဖတ်တဲ့သူတိုင်းဟာခေါင်းဆောင်ဖြစ်မလာကြရင်ပဲခေါင်းဆောင်တိုင်းကတော့စာဖတ်ကြတယ်လို့ဟင်ရီထရူမန်ကပြောခဲ့ဒီပုဂ္ဂိုလ်ကြီးကစာသိပ်ဖတ်တယ်အမေရိကန်နိုင်ငံကိုလည်းခဏအထိအမေရိကန်ရဲလို့ဘီလီယံပေါင်းများစွာထရီလီယံနဲ့ချီပြီး GDP တွေရအောင်လမ်းသစ်ချပေးနိုင်ကြတဲ့သမ္မတကြီးပြောခဲ့တဲ့ဟာ A good leader is always found to be a good reader ကောင်းလို့ဆိုလိုက်ရင်တော့စာဖတ်ကောင်းတဲ့သူတွေကြီးပဲတဲ့ခေါင်းဆောင်ကောင်းတော့ခေါင်းဆောင်လို့ပြောတာခေါင်းဆောင်ကောင်းတော့ခေါင်းဆောင်ကောင်းလို့ပြောလိုက်ရင်စာဖတ်ကောင်းတဲ့သူတွေကြီးတယ်ပရူမန်ဆာမာဆိုရဲအိန္ဒိယကပညာရှိပြောထားတာသူရဲ့ဟောကွက်ပြောကွက်တွေလည်းသိကောင်းတယ်ခေါင်းဆောင်ကောင်းလို့ပြောလိုက်ရင်တော့စာဖတ်ကောင်းတဲ့သူတွေကြီးတယ်ဘုရားအောင်ဆန်းကပင်လုံကြီးလာကန်ကြီးမှာရှမ်းပြည်တောင်ပိုင်းပင်လုံမြို့မှာပင်လုံကြီးလာကန်ကြီးကျင်းပနေပါတိုင်းသားကောင်းတွေကုန်တက်လာတယ်ကိုကြိုက်တဲ့ကိုတောင်းဆိုနေကြတယ်အဲ့လိုတွေဖြစ်နေတဲ့အချိန်မှာဘုရားအောင်ဆန်းကအဲ့ဒီစီဝေးကြီးကို administration လုပ်ပြီးတော့ဥဆောင်ပြီးတော့ဆွေးနွေးနေရတယ်ပေါ့သူ့ကိုယုံကြည်လို့လာကြတာပဲအကုန်လုံးကလေသူ့ကိုယုံကြည်လို့ပင်လုံကြီးလာကောင်ရောက်လို့ကြတာဗျရောက်လာပြီးဆွေးနွေးတဲ့အခါအဲ့ဆွေးနွေးပွဲနားတဲ့အချိန်လေးဘုရားအောင်ဆန်းစာဖတ်တယ်အခုချိန်ဒီပင်လုံမှာရှိတယ်ဘိုးကျော်အောင်ဆန်းစာထိုင်းပက်ခဲ့တဲ့နေရာဆိုပြီးတော့ဆိုင်းပုတ်လင်းနဲ့ချိန်တာဒါတော့ခေါင်းဘူးအောင်ဟိုလူကဟိုဟာလိုချင်ဒီလူကဒါလိုချင်ဒါကဘာလိုချင်ပါအကုန်လုံးဝိုင်းပြီးတော့လိုချင်တာတွေပဲပြောနေတဲ့ဟာဒါတော့အုံနောက်ကြောက်စရာကောင်းတယ်လွတ်လပ်ရေးအခုချိန်ဒီရေရလို့ပြောလို့မရသေးဘူးလွတ်ကျွတ်မရသေးဘူးရမလို့တာသူတုံးရှိတယ်ဒီမှာကွဲဖို့အရင်ဆင်တဲ့တိုင်းရင်းသားတွေကိုတောင်ပေါ်မြေပြန်အင်္ဂလိပ်ကခွဲချင်တိုင်းခွဲထားတာဟုတ်ဗျတိုင်းရင်းသားတွေအကုန်လက်နက်တက်ပေးတယ်အင်္ဂလိပ်တက်ပေးခဲ့တယ်မြန်မာပြည်ကိုကွဲအောင်အင်္ဂလိပ်ကရည်ရွယ်ချက်ရှိနဲ့ပုံစံချခဲ့အဲ့ဒါတော့အုံနောက်ကြောက်စရာကောင်းတဲ့အချိန်မှာဘုရားအောင်ဆန်းရအောင်စာဖတ်တယ်ရှင်ပြတို့အလုံးစုပ်တာတဲ့အသ100လောက်ရှုပ်တယ်အဲ့ဒီချိန်တော့သူအသက်30ကျော်လူငယ်ပေါ့တပည့်တော်တို့တော့ငယ်ပါတယ်ဘုရား39လား36လားသူဆုံးသွားတဲ့အချိန်တပည့်တော်တို့40ကျော်ပြီလေဒါတော့အလုံးရှုပ်နေတဲ့ဂျားတွေကနော်ဒီခေါင်းဆောင်လေးကရအောင်စာဖတ်တယ်ဘုရားအောင်ဆန်းစာထိုင်းဖက်ခဲ့တဲ့နေရာလို့ပင်လုံးပါလေဒီပြတော့ရောက်ကြတာဟုတ်ဗျအဲ့ဘက်နတ်ဆန်တို့ဘာလို့တင်းနဲ့နေသွားပေးရှက်မိတဲ့ကြောလဲလှဲ့ပက်ဟောတာဟုတ်ဗျဘာတွေရတော့ဆိုတမယာသီးတို့ဖယုံသီးတို့လက်ဖက်ချောက်တို့သဘဲရရတို့ရှိတာလေးတွေပေးတာဟုတ်ဗျအဲ့လားလှဲ့ပက်ဟောရင်းနဲ့အဲ့ဒီရောက်တော့ပင်လုံးရောက်တော့ဘုရားအောင်ဆန်းစာထိုင်းဖက်ခဲ့တဲ့နေရာဆိုတော့တိတ်ကြည်ညိုတာပဲဒီလောက်အလုံးများနေတဲ့ကြားတဲ့ရအောင်စာဖတ်တာလို့တိတ်ကြည်ညိုစရာကောင်းတယ်နော်အဲ့ဒါခေါင်းဆောင်တွေမှာတွေ့ရမယ့်လက္ခဏာပြခေါင်းဆောင်တွေမှာရှိတဲ့လက္ခဏာပဲဒါကြောင့် a good leader is always found to be a good reader ခေါင်းဆောင်ကောင်းလို့ပြောလိုက်ရင်တော့စာဖတ်ကောင်းတဲ့သူတွေကြီးပါပဲတဲ့ဟုတ်ပြီရှင်ပြတို့ဘာသာရေးခေါင်းဆောင်ကောင်းဖြစ်ခြင်းရင်ရက်ရွာခေါင်းဆောင်ကောင်းဖြစ်ခြင်းရင်အဖွဲ့အစည်းခေါင်းဆောင်ကောင်းဖြစ်ခြင်းရင်မိသားစုခေါင်းဆောင်ကောင်းဖြစ်ခြင်းရင်ဘာဖြစ်ရမလဲစာဖတ်ကောင်းအောင်စာဖတ်ကောင်းတော့မတ်ပွဲမတ်ရာထိုစားကိုရှာရည်မပြတ်အိမ်တွင်ဖတ်ပြန်တော်လဲဖတ်ပံများကသာမယာပင်သိမြင်ကင်းကွာမလိမ္မာလေးစာပေစကားနေတိုင်းကြကထူးကြလိမ့်မှာရှိသေးသားရှင်မကရေရမိသားစုခေါင်းဆောင်ကအဖေမေရဲ့စာပတ်တော့ကလေးတွေကစာပတ်သက်ပါလားရောအခုအဖေမေတွေကကလေးတွေကပညာတတ်ချင်တာသူတို့ကဖုံးအောင်လက်ကမကြဘူးဖုံးကင်တဲ့အဖေမေရဲ့သားသမီးဖုံးမကင်မှာပေါ့ဟုတ်လားအဖိုးဖွားနေလဲမြည်လေးလုတ်ပေးသားမအောင်ဟဲ့ application လေး down ပေးသားမအောင်ဟဲ့ဖိုးကြီးဝါကြီးတွေလည်းဂိမ်းတွေလည်းတော့နေသေးတာယူရိုနိုင်ငံမှာဖြစ်ချင်တိုင်းကိုဖြစ်လို့စာဖတ်တဲ့အိမ်မရှိတော့ကလေးတွေကလည်းရိုင်းရင်တိုင်းရိုင်းလို့ကလေးတွေမမာဘူးလူကြီးတွေမာတာကလေးတွေကမမာဘူးလေအမှန်မသိတာပဲရှိတယ်လူကြီးတွေမာနေတာဗျအဲ့ဒါကိုပြောတော့ဘုန်းကြီးတွေလည်းပါတယ်ဘုန်းကြီးတွေမာနေကြတာဟုတ်လားအဲ့ဒါရွေးတို့ပြောင်းကြအောင်ဗျာနော်မို့ရင်တော့ဒီတို့ရဲ့ရွာဒီတို့ရဲ့ဝင်းကျင်အရှင်များတို့မရဒါကြောင့်တနေ့အရှင်များတို့ပြောတယ်ဒီချိန်မှာဘာအရေးကြီးဆုံးအသက်ရှင်ဖို့အရေးကြီးဆုံးပဲရှင်များတို့မသေးကြနဲ့ဗျရှင်ရမယ်ရှင်သန်းနေတဲ့အချိန်မှာဘာလုပ်အောင်မလဲအတိတ်ပဲရှိဖွံ့ဖြိုးတိုးတက်ဖို့ပြင်ဆင်ရမယ်ပြီးမှတို့အလုပ်လုပ်တဲ့ဆင်ကိုရောက်မှာတေဘောကြောင်းနေပြောဘာပြောလွတ်အောင်တော့ရှောင်ကြအသွားလာနေတိုင်းဒါဆင်ကျင်နေကြရှင်များတို့ဒီချိန်ရှင်သန်းနေရဒီလိုနိုင်ငံအစုပ်ကြီးကိုပြင်အောင်ပါလေပြင်မဲ့သူမရှိပဲနေသွားလိမ့်မယ်ဝရမဖက်ဆိုတဲ့ကမ္ဘာအချမ်းသာဆုံးကိုနှစ်ပေါင်း30လောက်နေခဲ့တဲ့ဖိုးကြီး
အခုသက်69လောက်တရားနီးရရှိခုချိန်ဒီရှင်များပတ်သက်ဝင်နေတော့မဲ့ဒီပဲကြီးကသူပြောခဲ့တဲ့ကဖတ်ကြည့်ပါအောင်ဗျာငွေများဝင်ခြင်းရင်စာများဖတ် The best investment you can make is an investment in yourself အကောင်းဆုံးယင်းနှိမ့်မြုံနှံမှုဆိုတာကတော့ကိုယင်းနှိမ့်မြုံနှံမှုပါပဲတဲ့သူက investor ကြီးနော်သူ့ထက်တော်တဲ့ investor ကဘာမှပေါ်နေဘူးခုချိန်ဒီအခုကဘာမှနံပါတ်1ဖြစ်နေတာယင်းနဲ့တစ်ထည်ကြီးနံပါတ်2က Elon Musk ကဒီပညာတစ်ထည်ကြီးနံပါတ်3တစ်ထည်ကြီးကယင်းနဲ့တစ်ထည်ကြီးဗျသူကပိုးသားသွားပြီ Warren Buffett တို့ကတော့ကိုကြီးကိုသွေးကိုပဲယင်းနှိမ့်မြုံနှံထားတဲ့သူတွေပဲသူကတနေ့ကိုကာကိုလာကနေရတယ်ရှင်များကိုကာကိုလာတိုင်တိုင်းဒီဖိုးကြီးကပတ်သက်ရဒီမှာကိုကာကိုလာဒီတိုင်ကနေဝဲတော့သူကပတ်သက်ရ2500နော်အနည်းဆုံးသူကတစ်ချက်လောက်တော့ရမှာအမေရိကန်နေလမ်းပြင်ငွေတွေဝင်နေအဲ့မှာလည်းသူယင်းနှိမ့်မြုံတယ်သူကပတ်သက်ဝင်မဲ့အပေါက်တွေအကုန်လိုက်ယင်းတာယင်းနှိမ့်မြုံတယ် the best investor ကောင်းကောင်းဆုံး investor ပဲသူပြော the best investment you can make is an investment in yourself အကောင်းဆုံးယင်းနှိမ့်မြုံတယ်မှုဆိုတာကိုယင်းနှိမ့်မြုံတယ်မှုပါပဲတဲ့ the more you learn the more you earn ပတ်သက်များဝင်ရင်စာများဖတ်တယ်စာများဖတ်ရင်ပတ်သက်များဝင်မယ်တဲ့အဲဒီလိုပြောတာစာများဖွဲ့ရင်ပတ်သက်များဝင်မယ်တဲ့ပတ်သက်ဝင်မဲ့အပေါက်တွေသူမြင်တာဟုတ်ဗျဘယ်ဟာတွေကဖွံ့ဖြိုးတိုးတက်လာမဲ့ဟာသူက transportation public transportation တွေမှာရထားလိုင်းကြီးတွေကိုရင်းနှီးမြှုပ်နှံမှုတဲ့ရထားကြီးတွေLRT MRT ရထားကြီးတွေရင်းနှီးမြှုပ်နှံတယ်လေလိုင်းတွေမှာရင်းနှီးမြှုပ်နှံတယ်ဟိုတယ်နဲ့ခီးသွားမှာဟိုတယ်ကြီးတွေရင်းနှီးမြှုပ်နှံတယ်ကမ္ဘာနိုင်ငံမှာသူရင်းနှီးမြှုပ်နှံမှုမရှိတဲ့နိုင်ငံမရှိဘူးအဖိုးကြီးတော့69လောက်ကြီးသွားပြီခုချိန်ဒီကမ္ဘာအချမ်းသာဆုံးတရားထဲမှာပါနေတော့မယ်အဖိုးကြီးဒီလိုလို့ဆိုရအချမ်းသာဆုံးဆိုတဲ့တတိ10ဦးလောက်ပေါင်းအဲ့ဒီ10ဦးပေါင်းရဲ့ဒီနေ့သာဝင်ကသူဒီနေ့သာဝင်ကမမိသေးဘူးအကောင်ဆုံးယင်းနှိမ့်မြုံနှံမှုဆိုတာကိုယင်းနှိမ့်မြုံနှံမှုပါပဲတဲ့အဲ့အတနောနာတော့ကိုင်းနာတော့ဘရောတိရနဲ့မတူဘူးလားဗျာတမ္ပရာမှာဘုရားပြောခဲ့တဲ့ဟာနဲ့ဒီသဘောသွားပဲနော် the more you learn များသာဖတ်ရင် the more you earn ငွေများဝင်မယ် the more you learn the more you will earn ရပါတယ် the more you learn the more you earn ဆိုလည်းပြီးတာပါငွေများဝင်ရင်စာများဖတ်ဒါမို့စာများဖတ်ရင်ငွေများဝင်မယ်လို့ပြောတာကဲငွေများဝင်တဲ့ပုံကိုယ်တွေကိုကြည့်ကြအောင်ဗျာအမေရိကန်နိုင်ငံသားအောင်မြင်ကျော်ကြားသူများရဲ့စာပတ်နှုန်းလေး Warren Buffett spends 5 to 6 hours a day reading 5 newspapers and 50 pages of corporate reports ဒီ Warren Buffett ကဒီနေ့ကိုတနေ့တော့တနေ့နေတိုင်းပြအဲ့ဒါကို9နာရီ6နာရီလောက်သာဖတ်ပါတယ်တဲ့တနေ့9နာရီ6နာရီလောက်သာဖတ်ပါတယ်တဲ့ဘာတွေဖတ်တော့သတင်းစာ9000ဖတ်တယ်နောက်စာမျက်နှာ900လောက်ရှိတဲ့သူတို့ရဲ့ corporation ကပါတဲ့ report တွေဖတ်တယ်တချို့ဆိုရင်သူတို့က think tank လို့အဖွဲ့အစည်းတွေဆွေးနွေးခိုင်းတာတယ်အဲ့ဒီကနေဆွေးနွေးအနှစ်ထုတ်တာတယ်အနှစ်ချုပ်တွေကိုလည်းသူဖတ်တာတွေရှိတယ်သူပြောခဲ့တဲ့ ratio လေးတစ်ခုဘုသူတပါ60-40 ratio ပဲခေတ်ကာလကောင်းလို့စီးပွားရေးလုံတိုင်းဖြစ်နေတယ်ကမ္ဘာစီးပွားရေးကြီးကလည်းအားကောင်းနေတယ်ခေတ်ကာလကောင်းတဲ့အချိန်တွေသူက60%အလုပ်ပါတယ်40%စာဖတ်ပါတယ်စာဖတ်တယ်အစည်းအဝေးတွေလုပ်တယ်ဆွေးနွေးပွဲတွေလုပ်တယ်အဲ့ဒါ40%အလုပ်ထဲမှာအားထည့်လိုက်တာ60%ခေတ်ကာလမကောင်းဘူးအလုပ်တွေကလုံတိုင်းမဖြစ်ဘူးဆိုရင်60%ဒီစာတွေဖတ်တယ်စီဝေးတွေလုပ်တယ်ဆွေးနွေးပွဲတွေလုပ်တယ် conference တွေလုပ်တယ်40%ပဲလုပ်ပါတယ်60 ratio 40ချိုးဒါလည်းရှင်များတို့ဘူးသူတာခေတ်အခါကောင်းပြီဆိုရင်အလုပ်ကို60%တိုးလိုက်တင်ယူမှုကို40%ခေတ်အခါမကောင်းရင်အဲ့ဒါတော့ဘာလို့တင်ယူမှုကို60%တိုးလိုက်အလုပ်ကို40%လုပ်အဲ့ဒါကင်းပါရတယ်ခေတ်မကောင်းရင်ရှင်များဝရိယထားတိုင်းပင်မနဲ့ပဲရောက်သွားတယ်ဝရိယကြည့်ကြီးသလောက်ပျက်စီးလွယ်တယ်ခေတ်ကာလမကောင်းတဲ့အချိန်မှာနော်အဲ့ဒါကြောင့်ခေတ်ကာလမကောင်းတဲ့အချိန်မှာဉာဏ်ကိုဝရိယကိုရှေ့ဖို့ဝရိယဓိပတိဆိုတာတဲ့အဲ့ဒီမှာဝိမာန်သာဓိပတိကိုရှေ့ဖို့ဓိပတိ၄ပါးကအရှင်များဝရိယကကောင်းတာရောရှိတယ်မကောင်းတာရောမရှိဘူးလားစိတ်ဆန္ဒရဲ့စိတ်ရဲ့ဝရိယရဲ့ကောင်းတဲ့ဘက်ရောမရှိဘူးလားဗျာမကောင်းတဲ့ဘက်ရောမရှိဘူးလားဝိမာန်သာကျတော့မကောင်းတဲ့ဘက်မှာမရှိဘူးကောင်းတဲ့ဘက်မှာပဲရှိတယ်ဒါကြောင့်ဝိမာန်သာအလွန်နဲ့မရှိဘူးဗျာဒါကြောင့်ပညာသင်ဖို့အပိုင်းဆွေးနွေးဖို့အပိုင်းတွေကိုများလုပ်အောင်မယ်ခေတ်ကာလမကောင်းတဲ့အချိန်နော်ကဲနောက်တစ်ယောက်က V-Gate ကတော့တဲ့50 books a year တနစ်ကိုစာအုပ်ပေါင်း50ကျော်လောက်ဖတ်နေပါတယ်ပေါ့ V-Gate က Microsoft တတိပေါ့ဗျာနော် Elon Musk grew up reading 2 books a day Elon Musk ကတနေ့ကိုစာအုပ်2အုပ်လောက်ဖတ်နိုင်ဖို့ကြိုးစားနေတယ်2အုပ်လောက်ဖတ်နိုင်ဖို့ဆိုတော့2အုပ်ကျော်ဖတ်ပြီးသားမို့နေမှာပေါ့2အု
အုပ်ဖတ်အောင်ဗျာတပတ်ကိုရှင်ဗျာ10အုပ်အဲ့ဒါဆိုသူတေးကြတယ်တပတ်ကိုသူသာအုပ်10အုပ်လောက်သူဖတ်နေသူတော့တပတ်ကိုသူကစလင်း9အုပ်လောက်ဖတ်အဲ့ဒီအတွက်သူပြင်ဆင်နေတယ်မက်ကဗန်ဆိုတဲ့ပုဂ္ဂိုလ်ကြတော့တနေ့ကို3နာရီစာဖတ်ပါတယ်ခုန VK ကကြတော့အေးအဝင်ခံနေတိုင်းတနာရီစာဖတ်တယ်အေးအဝင်ခံနေတိုင်းတနာရီစာဖတ်တယ်အဲ့အေးအဝင်ခံနေတနာရီစာဖတ်တာတနေ့ကိုစာအုပ်90ကျော်ပြီးတယ် VK ကသူ့ရဲ့စာဖတ်တဲ့ပုံစံဘာဖြစ်လို့အေးအဝင်ခံနေချိန်မှာစာဖတ်တာတော့ဆိုတော့အေးအဝင်ခံနေချိန်မှာလှုပ်တဲ့လှုပ်ကဆွဲတယ်ခေါင်းနဲ့ကြံတယ်ညင်ပါသွားတယ်အဲ့ဒါလိုမျိုးစာပေဘက်ကကြတော့အထုံးလို့ပြောတာအေးအဝင်ခံနေမှာရာဂဖြစ်တဲ့အားတွေကိုအများရာဂသိအားကြီးလာလိမ့်ဒေါသဖြစ်တဲ့အားတွေအတွက်ဆိုအိပ်ပါမပြောတော့ဘူးဒေါသတဲ့အိတ်တွေအားကြီးလာလိမ့်မောဟဖြစ်တဲ့တောင်တွေးမြောက်တွေးတွေတွေးမပြီးတော့ဘူးဒါအိပ်မပြောတော့မောဟအားကြီးတဲ့လူဖြစ်လာပညာအားကြီးတဲ့ဟာတွေတရားနာတာတွေတရားထိုင်တာတွေစာဖတ်တာတွေလုပ်လိုက်ရှင်များပညာအားကြီးတဲ့သူဖြစ်လာမယ်။အုံနောက်ရဲ့စိုးရုံမှုကအဲ့ဒီအချိန်မှာအကောင်းဆုံးဖြစ်။ဒါကြောင့်ဒီဘိုးကြီးတွေကဘိုးကြီးတွေလို့ပြောမှာဟုတ်ဗျ။သူတို့90ဝန်းကျင်ရှိနေ။ပြေးခဲ့တယ်လေ80ကျော်ပြီ။အဲ့ဒါနဲ့မြအကောင်လှူးပြစ်တာဗျာ။သာသမီတွေကိုဘာမှမပေးဘူး။ရှင်းရော69ရာခိုင်နှုန်းအကောင်လှူးပြစ်တာပညာရေးအတွက်ဖျားလောင်းနေမြန်လောင်းမသိပြောမရဘူးလေဗျာနော်။ဟုတ်လားကိုမမမြင်နဲ့။ပညာရေးအတွက်သူချမ်းသာတယ်မြအကောင်လှူးပြစ်တာ။ဒီကကလေအဲ့လိုဘိုးကြီးပညာတက်တယ်။ Author Blank ဆိုတဲ့ပုဂ္ဂိုလ်ကြတော့သူကဘာလုပ်တာလဲဆိုတော့တရက်ကို2နာရီစာဖတ်တယ်အဲ့ဒါဒီပြီးတော့ဘီလီယံနာတွေကြီး top 10ဝင်တဲ့ဘီလီယံနာတွေ top 100ဝင်တဲ့ဘီလီယံနာတွေကိုပြောနေတာဘလောက်အလုံးများတယ်ဘလောက်စာဖတ်လဲဆိုတော့ David Robertstein ဆိုတဲ့ပုဂ္ဂိုလ်ကဘာလဲဆိုတော့6 books a week တပတ်ကိုစာအုပ်6အုပ်လောက်ဖတ်နေပါတယ်တပတ်ကိုစာအုပ်6အုပ်လောက်ဖတ်တယ်ဗျဥပညာဆိုတဲ့ဘုန်းကြီးဟာဥသိဟဆိုတဲ့ဘုန်းကြီးဟာဥနန္တဆိုတဲ့ဘုန်းကြီးဟာတပတ်ကိုစာအုပ်10အုပ်ဖတ်နေပါတယ်လို့မှတ်တမ်းဝင်ခြင်းဘူးလားဗျတည်တဲ့အခါကျတော့ရှင်များတို့အုပ်ကူမှာထိုးထားရင်သိကောင်းတာပေါ့စာဖတ်တဲ့အမွေလေးရှင်များတို့ဒေသမှာညင်လေးချန်နိုင်ငံရင်ကောင်းတယ်ဒီပြီးတော့ဒီလိုလေးမြင်ပါတယ်ဗျနော်အဲဆိုတော့စာဖတ်တော်တော်ကောင်းတဲ့ဆရာတော်ကြီးတွေပဲဒီလိုလေးကြီးညိုစေခြင်းနဲ့နော်သောတာပန်ဖြစ်တာသက္ကရာကံဖြစ်တာအရိယာဖြစ်တာမဖြစ်တာနောက်ပေါ့ဗျာစာဖတ်တော်တော်ကောင်းတဲ့ဆရာတော်ကြီးတွေပဲလို့ကြံခဲ့ရင်ရှင်များတို့ဒေသဟာတို့တရားမင်းဥပ္ပန္တိဆိုတဲ့ပုဂ္ဂိုလ်ကြီးကသာသိဖတ်တာဗျာဆရာတော်ကြီးလက်ထက်ကမင်းသာတိုက်ပြီးတို့ကြီးတွေမှာဆိုသူဖတ်တာမင်းသာအုပ်တွေအများကြီးဒီလိုမျိုးဖြစ်ရမှာဟုတ်ဗျဥဘုံကြောင့်ကျက်တည်တိုက်ကန်နဲ့သွားရင်သင်္ကန်းတွေလည်းပုံထက်လို့ဖဏတ်တွေလည်းပုံထက်လို့ထီးတွေလည်းပုံထက်သူတို့လည်းမသုံးစာအုပ်ကြတော့လည်းမရှိဘူးချားကြိုက်ထားတာများနော်စာလည်းမဖတ်ဘူးစာအုပ်ပုံသွားကြည့်တော့လည်းဒီကတဲ့ပိုးမြင်တွေရောဖုံတွေရောတော့ကိုညံလို့ကားကြလည်းဒေါင်းလမောင်းကြအောင်စီးထားတာအဲဘုံကြီးခီးပဲပတ်ထွက်နေကားလေးရှိတော့နားကုန်မနာချင်းကားစီဘူးလေးလျှော့ဗျာစာအုပ်လေးဝယ်ဖြတ်နော်အခန်းနဲ့နည်းနည်းလေးငြိမ်ပေးလိုက်ဟုတ်နော်ဝါဆိုသလိုပေါ့ဗျာဒီနေ့ကိုတနားရီလောက်ဝါဆိုပေါ့ဗျာဘယ်မှာခီးမထွက်ဘူးဆိုပြီးအခန်းထဲမှာလေစာလေးဖတ်ရင်ကောင်းဘူးလားဗျာကောင်းတာပေါ့ဗျာအဲ့ဒါပါကျိုးဆရာတော်ဗျာကြီးကို85နှစ်ပြည့်သွားပြီဟိုတနေ့ကတပည့်တော်ဆရာတော်ကြီးကိုညနေ9နာရီခွဲ6နာရီမှဆရာတော်ကြီးထွက်တာအဲ့ချိန်ဘာလို့လဲဆရာတော်ကြီးကျင်းနေတာမဟုတ်ဘူးစာဖတ်နေတာတနေ့ကိုဆရာတော်ကြီးရဲ့စာဖတ်ချိန်အခုချိန်ဒီ9နာရီဝန်းကျင်လောက်ရှိသေးတယ်စာဖတ်ချိန်စာလုပ်ချိန်ဒီအဖိုးကြီးတွေဗျာ85နှစ်ပြည့်ပြီးတော့86တဲ့ရောက်နေတဲ့ဘိုးကြီးတွေဗျရှင်များတို့ပြီးတော့လူငယ်တွေဗျဥကြိတအုပ်တောင်ပြုတ်ပြဲပြီးတော့တပတ်တအုပ်ပြီးဖို့ကိုရှင်များတို့မနေ့ကြုံနေရတယ်ဟုတ်လားအဲ့ဒါပြီးတော့ဒီအချိန်ကြီးတောင်းနေတယ်နော်ဒါပါပဲဗျ